ဒါလေးကခဏနေကောင်းတော့မှာပါဆိုပြီးကိုကျမ်းမရဲ့လက္ခဏာတစ်ခုခုကိုပေါ်လေးသဘောထားလိုက်ဘူးကြမှာပါအလုပ်တွေများနေလို့ပဲဖြစ်ဖြစ်စေးရုံစေးကန်သွားရမှာဝင်လေးလို့ပဲဖြစ်ဖြစ်အကြောင်းပြချက်တွေကတော့အမျိုးမျိုးရှိနိုင်တာပေါ့ဒါပေမဲ့တချို့လက္ခဏာတွေကြတော့ခန္ဓာကိုယ်ကနေပို့လိုက်တဲ့အရေးပေါ်အချက်ပြမှုတွေဖြစ်ပြီးလုံးဝကိုလစ်လူရှူလို့မရပါဘူးကဲဒီအချက်ပြမှုတွေကဘာတွေဖြစ်မလဲဆိုတာအခုပဲတစ်ချက်ကြည့်လိုက်ကြအောင်ဒီနေ့မှာတော့အဓိကအပိုင်း၅ပိုင်းခွဲပြီးပြောသွားပါမယ်ပထမဆုံးဘာကြောင့်ကျမ်းမာရေးလက္ခဏာတွေကိုလစ်လျူရှုမိတတ်ကြပါလဲပြီးရင်ဘယ်လိုလက္ခဏာတွေကချက်ချင်းအရေးယူဖို့လိုအပ်တဲ့ရေးပေါ်အခြေအနေတွေလဲနောက်ပြီးဘယ်လိုနာကျင်မှုတွေကစိုးရင်စရာကောင်းလဲတတိမထားမိပဲပေါ်ဆော့မိတတ်တဲ့လက္ခဏာတွေအကြောင်းနဲ့အဆုံးမှာတော့အားလုံးမထားတဲ့ရွှေစီးမင်းတစ်ခုအကြောင်းပြောပြသွားမှာပါဟုတ်ပြီပထမဆုံးအနေနဲ့ချီဆုံးချက်တုံဖြစ်တတ်တဲ့အလေးအထားအကြောင်းအရင်ပြောကြည့်အောင်ဘာကြောင့်များကျမ်းမာရေးသတိပေးလက္ခဏာတွေကိုမကြာခဏလစ်လို့ရှုမိနေကြတာလဲအဓိကကတော့လေကိုကျမ်းမာတယ်လို့ယုံကြည်ရဲ့လွန်ကဲနေတာဒါမှမဟုတ်ဒီလက္ခဏာလေးကတော့ဘာမှမဖြစ်တော့ပါဘူးဆိုပြီးပေါ့ဆဆတွေးလိုက်ကြတဲ့အကြောင်းပါပဲခဲဒီမေဟုံးကိုဘာသာကိုရင်ဆုံးဖြည့်ကြည့်အောင်ခနာကိုမှာကျမ်းမာရေးလက္ခဏာတစ်ခုပေါ်လာပြီဆိုရင်ပထမဆုံးဘလို့တုံ့ပြန်မိလဲချက်ချင်းဆရာအောင်ပြမလားဒါမှမဟုတ်ရင်ဆုံးအခြေအနေကိုစောင့်ကြည့်မလားတကယ်တမ်းမှာတော့အခြေအနေကစိုးရိမ်စရာပါ2014ခုနှစ်ကမိသားစုဆေးပညာဂျာနယ်တစ်ခုမှာဗာပြောထားလဲဆိုတော့ဆရာဝန်တွေဟာကိုယ်တော်မှုမြင့်မြတ်မခန့်ယူရင်နောက်ဆက်တွဲဆိုးကျိုးတွေအကြီးကျယ်ဖြစ်လာနိုင်တဲ့လူနာတွေကိုနေ့စဉ်နဲ့အမျှတွေးကြုံနေရတယ်လို့ဆိုပါတယ်ဆိုတော့ဒါကဘာကိုပြနေလဲဆိုရင်လက္ခဏာတစ်ခုကိုလစ်လျူရှုလိုက်ခြင်းရဲ့အကျိုးဆက်ကဘလောက်ကြီးနိုင်လဲဆိုတာပါပဲဒါဆိုရင်ဘလို့လက္ခဏာတွေက second time ကအရေးပါတဲ့အရေးပေါ်အခြေအနေတွေလဲချက်ချင်းရေးယူဆောင်ရွက်ဖို့လိုအပ်တဲ့ correct လက္ခဏာတွေကိုစက်ကြည့်လိုက်ရအောင်အဖြစ်အများဆုံးကတော့ရင်ဘတ်အောင်တာကိုရင်ပိုထားနဲ့မာတာပါပဲရင်ပိုထားနာကိုရင်ဘတ်အောင်လုပ်လာပြတဲ့သူတွေက20ရလိုက်100% လောက်ပဲတကယ်တမ်းတစ်လုံးဖောက်တာဖြစ်တယ်ဆိုပေမဲ့အဲ့ဆုံးမြချက်ကိုဆရာဝန်ကပဲပေးနိုင်တာပါတခြားကြောင်းရင်းတွေကလည်းအဆုတ်သွေးကြောပိတ်တာလိုမျိုးအသက်အန္တရာယ်ရှိနိုင်တဲ့ကြောင်းရင်ဘတ်အောင်ရင်တော့ဘာမှမဟုတ်ပါဘူးဆိုပြီးကိုယ့်ဘာသာကိုဆုံးဖြတ်ချက်မချသင့်ပါဘူးနောက်တစ်ချက်ကရုတ်တရက်အသက်ရှူကျလာတာပါအဆုတ်ထူးကိုဆရာဝန်ကြီးဒေါက်တာဂျေဆန်ဖရစ်ရဲ့အဆိုအရဒါဟာနှလုံးဖောက်တာအဆုတ်မှာသွေးခဲပိတ်တာဒါမှမဟုတ်သွေးလိုကြော်မကြီးမှာပြဿနာရှိနေတာလို့အလွန်ပြင်းထန်တဲ့အခြေအနေတွေရဲ့ရှစ်ပြေးလက္ခဏာဖြစ်နေပါတယ်။ဒါကြောင့်မို့ရုတ်တရက်မောလာရင်အသက်ရှူရခက်လာရင်ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။လေဖြတ်ခြင်းလက္ခဏာတွေကိုတော့ FAST ဆိုတဲ့စကားလုံးနဲ့အလွယ်တကူမှတ်သားနိုင်ပါတယ်။ F က face မျက်နှာတစ်ချမ်းရွေ့တာ A က arm လက်တစ်ပတ်မြောက်မရတာS က speech စကားပြောထစ်တာ D ကတော့ time အချိန်မဆွဲဘဲစေအောင်ချက်ချင်းသွားဖို့ပါဒီလက္ခဏာတွေထဲကတစ်ခုခုရုတ်တရက်ဖြစ်လာရင်ဦးနောက်ထိခိုက်မှုနဲနိုင်တမျှနဲအောင်အများဆုံးကုသမှုခံယူဖို့ကအသက်တမျှအရေးကြီးပါတယ်တခါလေးကြာရင်လေးဖြတ်သလိုလက္ခဏာတွေခဏလေးဖြစ်ပြီးတနာနေတွင်းမှာသူ့လိုပြန်ကောင်းသွားတာမျိုးရှိတတ်ပါတယ်ဒါကို TIA ဒါမှမဟုတ် mini stroke လို့ခေါ်ပါတယ်ဟာခဏလေးနဲ့ပျောက်သွားတာပဲဆိုပြီးတော့လုံးဝပေါ့ဆဆသဘောမထားလိုက်ပါနဲ့ဒါဟာမကြခင်မှာတကယ်လေးဖြစ်နိုင်တဲ့ဆိုတဲ့အကြီးမားဆုံးသတိပေးချက်ဖြစ်လို့ဆရာဝန်နဲ့မဖြစ်မနေပြသရပါမယ်ဟုတ်ပြီချက်ချင်းအရေးပေါ်သွားစရာမလိုပေမဲ့ဆရာဝန်နဲ့အများဆုံးပြသထုလိုအပ်တဲ့စိုးရင်ဝယ်ရနန်းချင်းကြိုက်ခဲမှုတွေနဲ့တခြားပြဿနာတွေအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြပါစို့ခေါင်းကြိုက်တာအဖြစ်များပေမဲ့တာမန်ခေါင်းကြိုက်တာနဲ့အန်တရယ်ရှိတဲ့ခေါင်းကြိုက်တာကိုခွဲသိဖို့လိုပါတယ်အရင်ကတခါမှမဖြစ်ဘူးလောက်အောင်ပြင်းပြင်းထန်ထန်ကြိုက်တာလှုံရှားလိုက်ရင်ပိုဆိုးလာတာဒါမှမဟုတ်အဖျားတက်တာလဲပင်တောင်းတာအမြင်အာရုံဝေဘားတာတွေနဲ့ပါတွဲဖြစ်လာရင်ဒါဟာတာမန်မဟုတ်တော့တဲ့အတွက်အရေးပေါ်ကုသမှုခံယူရပါမယ်အစရင်နဲ့ဦးလန်းကျောင်းဆိုင်ရာပြဿနာတွေမှာလည်းအရေးကြီးတဲ့တတိပေးချက်တွေရှိပါတယ်ဘိုက်အောက်တာနဲ့သူအသက်ရှူရခက်လာတာသွေးအန်တာဝန်တဲ့သွေးပါတာရက်ပေါင်းများစွာဘာမှစားလို့မဝင်တာဘိုက်ကလည်းမတက်တာပဲတောက်လျှောက်အောင့်နေတာမျိုးဆိုရင်အတွင်းမှာယောဂပို့ဝင်တာဒါမှမဟုတ်သွေးယိုစီးမှုတွေဖြစ်နိုင်တာကြောင့်ဆေးရုံချက်ချင်းပြေးဖို့လိုအပ်ပါတယ်လူကြီးတယောက်မှာတာဝါတာမင်းလုံးဝါတာဂျွန်ဒစ်ချစ်လာပြီဆိုရင်ဒါကိုလုံးဝပေါ်ဆလို့မရပါဘူးနော်ဒါအသေးသွေးဒါမှမဟုတ်တီးရဲ့အိမ်မှာကြီးမားတဲ့ပြဿနာတစ်ခုခုရှိနေပြီဆိုတဲ့လက္ခဏာဖြစ်လို့အရင်ခံယောဂကိုအမြင်ဆုံးရှောက်ဝဲကုသဖို့ဆရာဝန်နဲ့ချက်ချင်းပြသရပါမယ်ခါနာတာကလူလိုက်လို့ဖြစ်ဖူးကြပြီမယ်တတိထားရမယ့်ခါနာကြီးလက္ခဏာတွေရှိပါတယ်ခါကနေတင်မားနဲ့ခြေထောက်တွေအထိစူးပြီးနာကျင်တာခြေထောက်တွေရွရွရက်အားနဲ့သွားတာပေါင်ချန်နဝိုက်မှာထုံတာကျင်တာအဆိုးဆုံးကစီးဝါမထိန်နိုင်တော့တာမျိုးတွေကခါယိုအာယိုကျော်တွေဖိမိတဲ့ Cauda equina syndrome လို့အရေးပေါ်ချင်းနေမျိုးဖြစ်နိုင်ပါတယ်နောက်တစ်မျိုးကတော့လက်စားတတ်တဲ့ခန္ဓာကိုယ်ရဲ့ချက်ပြမှုတွေပါ
ဒါတွေကတာမန်အိုမင်းရင်ရောမှုဒါမှမဟုတ်အသေးခွက်ကိစ္စလေးတွေလို့ထင်ပြီးလီလူရှူမိလွယ်ပေမဲ့တကယ်တမ်းမှာတော့ကင်းတဲ့ယောဂတွေရဲ့ရှစ်ပြလက္ခဏာတွေဖြစ်နေတတ်ပါတယ် ဥမာချောင်းဆိုးတာမျိုးပေါ့၃ဘက်အောက်ဆိုရင်တော့တာမန်အိမီတာကြောင့်ဖြစ်နိုင်ပါတယ်ဒါပေမဲ့၃ဘက်ကနေ၈ဘက်အထိကြာလာပြီဆိုရင်တော့ဆရာဝန်နဲ့ပြတာတိုက်ပင်တင်ပါပြီ၈ဘက်ထက်ကျော်တဲ့နာရာရှည်ချောင်းဆိုးတာမျိုးကတော့ရင်ခံယောဂတစ်ခုခုရှိနိုင်တာကြောင့်တေချာစစ်ဆေးကုသဝေလိုအပ်ပါတယ်အမြင်အာရုံပြောင်းလဲမှုတွေလည်းဒီတိုင်းပါပဲညဖက်ကားမောင်းရခေလာတာအမြင်အာရုံဝေဝါတာအလင်းအောင်ကိုမခံနိုင်တာတွေကသတိထားရမယ်လက္ခဏာတွေပါအထူးသဖြင့်အရာဝတ္ထုတစ်ခုကိုနှစ်ခုမြင်တဲ့ double vision ကလေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုတောင်ဖြစ်နိုင်တာကြောင့်ချက်ချင်းရေးယူဟုလိုပါတယ်ခြေထောက်တွေဘိုက်တွေဖော်ယောင်လာတာရေစုလာတာမျိုးကိုလည်းရှော့မတွေ့သင့်ပါဘူးနှလုံးအထူးကုဆရာဝန်ကြီးဒေါက်တာအယ်ဒရင်လူးစ်ကခန္ဓာကိုယ်မှာရေတွေစုပုံလာတာကအသက်အန္တရာယ်ရှိတဲ့အခြေအနေကိုအချိန်တော်သွေးရောက်သွားစေနိုင်တယ်လို့သတိပေးထားရပါတယ်အထူးသဖြင့်နှလုံးရောဂါအခန်းရှိသူတွေအတွက်ပို့ပြီးသတိထားရပါမယ်အလိုမင်းမောဘန်နွမ်းနေတာဆိုတာကလည်းတတိထားရမယ့်လက္ခဏာတစ်ခုပါဒါကအလုတ်ပင်မလို့မောတာမျိုးမဟုတ်ပဲတုတ်ကွေးဖြစ်နေသလိုဒါမှမဟုတ်အေးအေးကြီးရပြက်ထားသလိုမျိုးတစ်ချိန်လုံးနှုံးချိနေပြီးဘာမှလှုပ်ချင်ကိုင်ရင်စိတ်မရှိတာကိုဆိုလိုတာပါကာမောင်ရင်အင်္ဂိုက်တာလိုမျိုးနေစဉ်ဘွားကိုထိခိုက်လာပြီဆိုရင်ဒါဟာယောဂတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်နောက်ဆုံးအနေနဲ့စိတ်ကြဝေဒနာပါဒါဟာစိတ်ခံစားချက်တစ်ခုလေးကိုထိခိုက်တာမဟုတ်ပဲလူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုတက်ရောက်မှုရှိတဲ့ယောဂတစ်ခုဖြစ်ပါတယ်တခြားနာရာရှိယောဂရင်းနဲ့လည်းဆက်ဆက်နေတတ်ပါတယ်အရေးကြီးဆုံးကတော့ဒါဟာကုသလို့ရရဲ့အခြေအနေဖြစ်ပြီးတယောက်တည်းချိန်မိတ်ခံစားနေစရာမလိုပဲအခုရတောင်းခံဖို့ပါပဲ ကဲဒီလောက်ဆိုရင်တတိထားရမယ့်လက္ခဏာတော်တော်များများကိုသိလောက်ပါပြီအဆုံးသတ်အနေနဲ့အားလုံးအတွက်အဓိကမှတ်သားထားရမယ့်ရွှေစည်းမလေးတစ်ခုကိုပြောပြချင်ပါတယ်အဓိကမှတ်ထားမှာကစေးုံရောက်မှဘာမှမဟုတ်ဘူးဆိုပြီးအရှက်ရမှာကိုမစိုးရိမ်ပါနဲ့ဆိုတာပါပဲကိုကျမ်းမာရေးကိုဦးစားပေးတာကအမြဲတမ်းအမှန်ကန်ဆုံးရွေးချယ်မှုပါတန်တရားရှိရင်ပိုတတိထားတဲ့ဘက်ကမားတာကအန်တရဖြစ်တာတဲ့အဆက်တရားမှာကပိုကောင်းပါတယ် တောင်းကြောင့်ကို့မှာပဲဖြစ်ဖြစ်ကိုချစ်ခင်ရတဲ့မိသားစုရဲ့မိတ်ဆွေတယောက်ယောက်မှာပဲဖြစ်ဖြစ်အရင်ကမဖြစ်ဘူးတဲ့ဒါမှမဟုတ်ပြင်းထန်တဲ့ကျမရဲ့အပြောင်းအလဲတစ်ခုခုကိုတတိထားမိတယ်ဆိုရင်ချက်ချင်းအေးအေးယူဆောင်ရွက်ဖို့ဘယ်တော့မှမလန့်လေပါနဲ့ အခုတော့အရေးကြီးတဲ့အချက်ပြလက္ခဏာတွေကိုပိုပြီးရှင်းရှင်းလင်းလင်းသိသွားပြီဆိုတော့ကိုပြန်မေးကြည့်ဖို့အချိန်ရောက်ပါပြီဘယ်လိုလက္ခဏာမျိုးကိုမှနောက်တစ်ခါလုံးဝပေါ်စားပြီးလစ်လျူရှုတော့မှမဟုတ်ဘူးလေဒီအသိပညာကကိုယ့်အသက်ဒါမှမဟုတ်ကိုချစ်ရတဲ့သူတယောက်ရဲ့အသက်ကိုကဲတင်နိုင်မှာပါ